ပြီးကျွန်တော်တို့ Chelsea အသင်းဒီကျွန်တော်တို့က Chelsea အသင်းပါကျွန်တော်တို့ Chelsea အသင်းဒီဖြတ်ပြင်းအသင်းမဟုတ်ပါဘူးနောက်ထပ်ကဇရာအောက်မှာသွားကတ်နေတဲ့အသင်းငယ်လေးလည်းမဟုတ်ပါဘူးကျွန်တော်တို့ဒီအသင်းတစ်သင်းဖြစ်တယ်ကျွန်တော်တို့ဒီ Premier League မှာအသင်းတစ်သင်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါပါမီ Chelsea ရဲ့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့တော့မနေ့ကညကစားသွားတဲ့ Brighton အသင်းနဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒီစနစ်ပိုင်းဒီဘာတွေပြောပဲနဲ့ပြည်သက်တယောက်ရဲ့အမြင်နဲ့ပြောဆိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမပိုင်းမှာ Chelsea အသင်းက Brighton အသင်းကို PPC စားထားနိုင်ခဲ့တယ်ပြောရရင်ပထမပိုင်းမှာအဆင်ပြေနေတဲ့ပုံစံမျိုးမှာရှိတယ် Nesto ST ဘောင်းတို့ရဲ့တောင်းပန်တွေပြီးရင်ကွဲလန်က Enzo Fernandez တို့ရဲ့သွင်းကိုတွေပြီးရင် Rizzy J ရဲ့ free kick တွေ Enzo Fernandez ရဲ့ free kick တွေပြီးရင်တစ်ဖက်အသင်းကိုလုံးဝခွင့်ရပေးထားရတာတွေစတဲ့အခြေအနေတွေနဲ့ Chelsea အသင်းက PPC ကစားပြီးတော့အဆင်ပြေနေခဲ့တယ်ဒါပေမဲ့ဒီပွဲရဲ့ချိန်ခွင်ကိုပြောင်းလဲဖြစ်စီခဲ့တဲ့ဖြစ်ရက်ဒီဒုတိယပိုင်းစားလို့10မိနစ်မပြည့်သေးခင်မှာပဲအန်ဒရီဆန်တို့ရဲ့အမှားကနေပြီးတော့ချာလိုဘာတယောက်အနီကက်ထိသွားရတယ်ချာလိုဘာအနီကက်ထိသွားတဲ့ချာလိုဘာထက်အန်ဒရီဆန်တို့ရဲ့ပေါ်စားတဲ့ကစားပုံကပို့ပြီးတော့အပြပြောချင်းစရာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအနီကက်ကြောင့်ချာလိုဘာဒီလာမဲ့ပွဲစဉ်တွေကိုလွှဲချော်သွားရပါတော့မယ်သူတပည့်မီမီကလည်းအသင်းနဲ့ပွဲစဉ်ကိုစပြီးလွှဲချော်ပါတော့မယ်တွင်းတဲ့အခြေအနေနဲ့ဆက်ပြီးတော့ပတ်သက်ပြီးတော့ဆက်ပြောရရင်ကချာလိုဘာထွက်သွားတဲ့နောက်ပိုင်းမှာချက်ချင်းဆိုသလိုပဲဒီပြက defensive midfield ကစားနေတဲ့ဆန်တိုရဲ့နေရာမှာအချင်းပေါင်းကိုလူစားလဲပြီးတော့ကစားနေခဲ့တယ်ဆိုတော့ဒီဘိုင်းကအဆင်ပြေတယ်ဒါပေမဲ့အဆင်မပြေတဲ့အပိုင်းဒီမန်ယူနဲ့ပွဲတော့ကလိုပဲတောင်ပန်နှစ်ဖက်ကိုဖြုတ်ပစ်လိုက်ပြီးတော့သူတို့နေရာတွေမှာခန်းစစ်အားတန်တဲ့ကစားသမားတွေနဲ့ခန်းစစ်ကိုကစားနေတာပဲဖြစ်တယ်ဆိုတော့အထူးသဖြင့် ST ပေါင်းနေရာမှာဝယ်ပြီးတော့ကစားတဲ့ Gusto တာဝန်ယူရတဲ့အပိုင်းဆိုလို့ရှိရင်သူ့အနေနဲ့ခန်းစစ်တီးတန့်ကစားရတာမျိုးမဟုတ်ဘဲနဲ့ဒီပြကသူ့ကိုခန်းစစ်တီးတန့်ကစားသေးတာမျိုးမဟုတ်ဘဲနဲ့တိုက်စစ်ကိုလည်းလိုက်ပါပြီးတော့ကစားနေခဲ့တယ်ဆိုတော့ပြောချင်တာကဒီနေရာမှာ10ယောက်17ယောက်ကစားနေရတဲ့ချိန်မှာGusto ဒီအလုံးနှစ်ခုလုံးနေရတယ်ပေါ့နော်ပြောချင်တာကဆိုတော့ဒါပေမဲ့အလုံးနှစ်ခုလုံးနေရပေမဲ့သူဒီအစိမှာလည်းပဲဘာမှလုံးပြမနိုင်ဘူးနောက်မှာလည်းပဲသူ့ဘက်ကနေပြီးတော့ဖြတ်တင်ဘောတွေပြမှုခံရပြီးတော့တွင်းကိုတွေခွင့်ပြုလိုက်ရတာမျိုးရှိတယ်ဆိုတော့ဒါလည်းပတ်သက်ပြီးတော့ချီဘာကိုမသွင်းခင်အထိကျွန်တော်တို့တယောက်ထွက်သွားတဲ့နောက်ပိုင်းမှာချီဘာကိုမသွင်းခင်အထိကျွန်တော်89မိနစ်အထိအသင်းကတကူအသာ10ယောက်နဲ့ ECC ပဲတစ်ဖက်ရှေ့တန်းကိုပေါင်းမုံကြိုက်တွေ့ပြီးတော့ကစားနေနိုင်ခဲ့တာဖြစ်တယ်ဒါပေမဲ့89မိနစ်မှာဝက်ဘက်ကချီဘာကိုတွင်းသွားတယ်အဲ့ဒီနောက်ပိုင်းမှာနီးပြကခန်းစစ်ကိုပို့ပြီးအားပြည့်တဲ့ပုံစံမျိုးနဲ့နတ်တူဟာတိုလိုရဲ့နေရာမှာခန်းစစ်အားတန်တဲ့ဘာဒီယာရှိနဲ့လာဘီယာတို့နီးပြကထည့်ပြီးတော့ကစားတည်ခဲ့တယ်ဒါအပြင်နီးပြကခန်းစစ်ကိုတီးတန့်မဲ့ခန်းစစ်မှာပဲထိုင်ပြီးကစားဖို့ကြိုးစားတာမျိုးမဟုတ်ဘဲနဲ့အခွင့်အရေးတချို့ပြန်ရလာတဲ့ခါမှာလည်းတိုက်စစ်ကိုကစားသိချင်တဲ့ပုံစံမျိုးကစားသွားခဲ့ရပေါ့နော်ဆိုတော့ပြဿနာကခန်းစစ်ကစားတဲ့ခန်းစစ်အားတန်တဲ့ကစားသမားတွေဟာရှေ့ရန်တယောက်ဝင်ကတယောက်ရဲ့အတွေးတော်နဲ့ပွဲကိုဖတ်နိုင်တဲ့ပုံစံမျိုးနဲ့လုံးဝအဆိုဘလူးဒီကွက်ပြချနာနေမှာဖြစ်တယ်ဆိုတော့ဒီအချိန်ဒီမှာ10ယောက်17ယောက်ချင်းဒီမှာ Nesto နဲ့ ST ဘောင်းတို့သာဆက်ပြီးတော့ရှိနေသေးမယ်ဆိုလို့ရှိရင်ဂျာဝဘထိုလည်းရှိနေသေးတာမလို့ဒီကစားသမားတွေရဲ့ကိုတော့ individual ကျွမ်းကျင်မှုတွေပြီးရင်ဒီအစုအဖွဲ့ရဲ့ချိတ်ဆက်ကစားမဲ့ပုံစံတွေကြောင့်ကျွန်တော်တို့ဟာ Brighton အသင်းကိုအခွင့်အရေးတွေပြန်လည်ဖန်တီးနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်း Brighton အသင်းရဲ့နောက်တန်းနဲ့ကွင်းလယ်ကိုဒီအစုအဖွဲ့က PR လေးနည်းနည်းပေးထားနိုင်အောင်မှာဖြစ်တယ်ဒါပေမဲ့ဒီလိုအစားဒီပြကမန်ယူနဲ့ပွဲစဉ်လုံးကလိုပဲတောင်မန်တွေကိုဖျက်ထုတ်ပလိုက်တယ်တောင်မန်တွေနေရာမှာခန်းစစ်အားတန်တဲ့ကောင်းသမားတွေဝင်လာပြီးတော့ခန်းစစ်မှာတွားပြီးစုပြုံကစားတယ်ဒါပေမဲ့အခွင့်အရေးတွေကိုဘက်ကဘောလုံးပြန်ပြီးရလာတဲ့အခါမျိုးမှာတိုက်စစ်ကိုပြန်ပုံဖော်ခြင်းနေပေမဲ့လည်းခန်းစစ်ကောင်းသမားတွေအရင်များနေတဲ့အခြေအနေတွေကြောင့်ဘောလုံးကအရှိကိုမတွားတော့ဘူးကွင်းလယ်မှာပဲအိုင်သွားတယ်ကွင်းလယ်မှာအိုင်သွားတဲ့ဘောလုံးဒီလေပဲ10ယောက်ထဲကစားနေရတဲ့အသင်း10ယောက်ထဲကစားနေရတဲ့အစုအဖွဲ့မျိုးဖြစ်တာမလို့တစ်ဖက်က17ယောက်ကစားနေတဲ့အသင်းရဲ့လူယူတာဖြတ်ထုတ်တာကိုခံရတယ်ပြီးရင်ဒီ17ယောက်ကစားနေတဲ့ Brighton အသင်းရဲ့တိုက်စစ်ကိုပဲသူတို့ခုခံပြီးကစားရတယ်ဆိုတော့ဒီတန်တရားထဲမှာပဲလဲနေခဲ့တယ်ဒီတန်တရားကပဲ Chelsea အသင်းကိုတွင်းကိုခွင့်ပြုပေးရမယ့်အနေအထားမျိုးစီကိုတွန်းပို့လိုက်တာဖြစ်တယ်ဆိုတော့ဒီနေရာမှာ
ခုနပြောခဲ့တယ်လို့တိုက်စစ်လက်ကစားခြင်းနဲ့ဆိုပေမဲ့တကယ်ဥမာရှိတဲ့ကွင်းထဲမှာရှိတဲ့ကစားသမားတွေကခန်းစစ်အားတန်တဲ့အားသမားတွေဖြစ်တယ်ဆိုတော့ Gusto ဆိုလို့ရှိရင် counter attacking သဘောမျိုးခွင့်ရလေးတစ်ချိန်ရခဲ့တယ်ဒါပေမဲ့ဒီအခွင့်အရေးကို Gusto ဒီအနောက်ကိုပြန်ဖက်ပြီးတော့အနောက်ခံလူနဲ့တွဲကစားသွားတယ်Gusto ရတဲ့အလုံးဆိုလို့ရှိရင်ကွင်းလယ်စီအကျော်ကနေပြီးတော့သူပြေးထွက်သွားပြီးဘောလုံးကိုလည်းသူနဲ့တူတပါးနဲ့ပါလာပြီးအရှိမနောက်မှာခံစားသမားရေလို့မရှိတော့ဘူးသူနောက်မှာတော့မာကင်2ယောက်3ယောက်လောက်တော့ပါလာတယ်ဘေးမှာဂျောင်းဘတ်တူကနည်းနည်းဝေးပေမဲ့သူ့ဘေးမှာပါလာတယ်ပေါ့ဆိုတော့ဒီအချိန်လေးမှာနောက်ထပ်ဘောလုံးကို2ချက်3ချက်လောက်ပို့ပြီးတော့ဆွဲပြေးနိုင်မှာဆိုလို့ရှိရင်စက်ကြီးကစီးထိတ်ကိုရောက်သွားမှမျိုးဖြစ်တယ်ဒါပေမဲ့ဒီလိုအခွင့်အရေးမျိုးကို Gusto ဒီအနောက်ကိုပြန်ပတ်ပြီးတော့နောက်ခံလူတွေနဲ့ပြန်အပေးယူချိတ်ဆက်လို့ရင်းနဲ့ဖြုံးတိလိုက်တယ်ပြီးတော့ဒီဘောလုံးကဘာမှဆက်မဖြစ်တော့ဘူးပြီးရင်အသင်းကသွင်းကိုတွေကိုခွင့်ပြုရတဲ့အခြေအနေစီရောက်သွားတယ်ပြီးရင်အသင်းနဲ့ပတ်သက်လို့ရှိရင်ဂါသမားတွေနဲ့ပတ်သက်လို့ရှိရင်လည်းဂါသမားတွေရဲ့အမှားတွေကိုပွဲတိုင်းကိုကျွန်တော်တို့မြင်တွေ့နေရတာကကျွန်တော်တို့အဆင်မပြေဘူးပြီးရင်ဒီပြကလည်းအခုလိုမျိုးကျင်းနေချက်ထဲရောက်သွားတဲ့အခြေအနေတွေကိုကြုံနေရပြီဆိုလို့ရှိရင်ခံစစ်ဂါသမားတွေကိုစုပြုံထည့်ပြီးတော့ကစားမယ်ပြီးရင်ဖေဖေကစားကျင်တာလို့ဒါမှမဟုတ်ပြန်ပြီးတော့ပဲတံပြန်တိုက်စစ်တွေနဲ့ပဲကစားကျင်တာလို့ဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိတဲ့ plan BC မရှိဘဲနဲ့တွေးတူတန်းဖြစ်နေတာတွေကိုမြင်ရတာလည်းအဆင်မပြေပါဘူးပြီးကျွန်တော်တို့ Chelsea အသင်းဒီကျွန်တော်တို့က Chelsea အသင်းပါကျွန်တော်တို့ Chelsea အသင်းဒီဖြတ်ပြင်းအသင်းမဟုတ်ပါဘူးနောက်ထပ်ကဆရာအောက်မှာသွားကတ်နေတဲ့အသင်းငယ်လေးလည်းမဟုတ်ပါဘူးကျွန်တော်တို့ဒီအသင်းတစ်သင်းဖြစ်တယ်ကျွန်တော်တို့ဒီ Premier League မှာအသင်းတစ်သင်းဖြစ်ပါတယ်ဆိုတော့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကဂါသမားတယောက်ရော့သွားတိုင်းခံစစ်ဂါသမားတွေကို3ယောက်4ယောက်လောက်ထပ်ဖြည့်ပြီးတော့ခံစစ်မှာစုပြုံပြီးတော့ကစားတဲ့ပုံစံမျိုးကိုပွဲတိုင်းမှာကစားနေဘူးမလို့အမေရိကန်ပွဲမှာဆိုလို့ရှိရင်လည်းဒီလိုပုံစံကစားခဲ့တယ်အဲ့လိုပဲခံစစ်ဂါသမားတွေဝင်လာကမှတွင်းကိုတွေခွင့်ပြုခဲ့လိုက်ရပြီးတော့ရှုံးနေသွားခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲမှာလည်းမန်ယူနဲ့တင်းပွဲစဉ်လုံးကပုံစံလိုပဲအလားတူပုံစံလိုမျိုးပဲထပ်ပြီးတော့ခံစစ်ဂါသမားတွေထပ်ဖြည့်လိုက်တာမှပဲအသင်းကတွင်းကိုတွေထပ်ပြီးလိုက်ရပြီးတော့အနိုင်ကိုတွေပါပြီးလိုက်ရပြီးတော့အရှုံးဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေကိုမြင်ရတာအရှိတပွဲမှာလည်းဖြစ်ခဲ့ပြီးပြီဒီပွဲမှာလည်းထပ်ဖြစ်ခဲ့ပြီးပြီဒါပေမဲ့ဒီပြသည်လည်းဒီပုံစံအတိုင်းပဲဆက်ပြီးတော့သွားဖို့ကြိုးစားနေတာမျိုးတွေ့တယ်ဆိုတော့သူကင်တွယ်နေရတဲ့အသင်းဒီအသင်းတစ်သင်းလားဒါမှမဟုတ်လက်စတာလို့အသင်းမျိုးလားဆိုတာသူကိုယ်တိုင်အခုချိန်ထိကိုယ်ပြပြသိဖို့မရသေးဘူးနဲ့တူပါတယ်ဆိုတော့ထားပါတော့လေဒါတစ်ပိုင်းပေါ့နောက်ပြီးတော့ Gusto နဲ့ပတ်သက်ပြီးတော့ပဲထပ်ပြီးပြောချင်တာကဒီပြက Gusto ကိုအရှိကိုလည်းလိုက်ကစားစီတယ်နောက်မှလည်းသူ့တောင်းသူယူရတယ်ဆိုတော့ပုံစံမျိုးကစားခိုင်းလိုက်တယ်ဒါပေမဲ့ပြဿနာက Gusto ဒီ Reece James ပထမပိုင်းတစ်ပိုင်းလုံးကိုချီပါကိုခွင့်မပြုခင်ရအထိရောပြောရရင်ဒီGusto ဝင်မလာခင်အချိန်ထိ Reece James ထိန်းထားနိုင်တဲ့ဒီဘက်ဘယ်ချမ်းခံစစ်တီGusto ဝင်လာကမှ Gusto ဝင်ကစားကမှဖြတ်တင်ဘောတွေခဏခွင့်ပြုရရင်နဲ့ဒီဖြတ်တင်ဘောတွေကနေပဲဂိုးတွေပြီးလိုက်ရတယ်ဆိုတော့တကယ်တော့ Gusto ကိုဖြစ်စစ်ကျင်တာကတကယ်လို့ Gusto ကိုခံစစ်မှာfullback အနေနဲ့ကစားတင်မယ်ဆိုလို့ရှိရင်လည်းသူ့ကို fullback အနေနဲ့စစ်ကစားခိုင်းလိုက်တာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းattacking ကိုပူပြီးလိုက်ပါစေတယ်ဆိုလို့ရှိရင်လည်းဆိုတော့ဗျာဒီချိန်ဒီမှာ10ယောက်17ယောက်ချိန်ဒီမှာ attacking လိုက်ပါတယ်ဆိုတာ attacking လိုက်ကစားရတယ်ဆိုတာအရန်ကိုဖြစ်လို့ねပေါ်ချက်ချနိုင်လို့ねဗျာဆိုတော့ဒါပေမဲ့အဲ့လိုနေပဲအသင်းကတွင်းကိုခွင့်ပြုလိုက်ရတယ်ပေါ့နော်ဆိုတော့အသင်းရှုံးတဲ့ခါမှာကျွန်တော်တို့ပြည်သက်တွေကအသင်းတွေကကွင်းတွေကစားသမားတွေကိုဒါမှမဟုတ်ဒီပြပြစ်တင်ဖို့စူးစမ်းနေတာမျိုးမဟုတ်ဘူးဒီကတော့အားနည်းချက်ရှိတဲ့အပိုင်းတွေမှာအားနည်းချက်ရှိတယ်ဆိုတော့ပုံမှန်လေးပြောချင်းဒါဖြစ်တယ်ပြီးတော့ဒါကကျွန်တော်တို့ချေရတဲ့အသင်းဖြစ်တယ်ကျွန်တော်တို့ချင်းချရတဲ့အသင်းမလို့ဒီအသင်းဒီစိုးတီပဲဖြစ်ဖြစ်ကောင်းတီပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့အချင်းနေအောင်မှာပါပဲဒီနေ့ပွဲမန်ယူနဲ့ပွဲစတဲ့ခြေသွမ်းအဖြစ်ရောအမားတွေရောပြီးရင်ရလက်ကြောင်ရောကျွန်တော်တို့တွေမပြောရွှင်ခဲ့ရပြီမလဲချက်စီပွဲရှိပြီဆိုတာနဲ့ကျွန်တော်တို့ဟာညထနိုင်ဆိုတဲ့ထားတီတက်တဲ့ပြည်သက်မျိုးဖြစ်တယ်ဒါတော့တစ်ပိုင်းပေါ့နော်ဆိုတော့အခုလာမဲ့ဂျာရက်မှာထပ်ချက်စီတင်းကထပ်ပြီးတော့ချန်ပီယံလိပွဲစဉ်တစ်ပွဲအနေနဲ့ဖေဖေကအသင်းနဲ့ကစားရမယ်ဒီဘကအသင်းနဲ့ကစားပြီးလို့ရှိရင်လည်းဒီဘာဘူးအသင်းနဲ့အိမ်ဝင်းမှာထပ်ပြီးတော့တက်ခံပြီးတော့ကစားရအောင်မယ်
ဒီအချိန်မှာချက်စီးသင်းမှာရေးပါတဲ့နောက်ခံလူတွေမရှိတော့ဘူးသူပြင်ချာလိုပါအနီးကပ်ပြစ်ဒဏ်ရှိမယ်တူစင်ကိုဝဲနဲ့ဖိုဖာနာတို့ကဒဏ်ရာတွေကြောင့်ဒီပွဲကိုပါဝင်ပြီးတော့ကစားနိုင်မှာမဟုတ်ဘူးနောက်ထပ်ကကိုပါမမရှိတော့တဲ့အတင်းရတိုက်စစ်နောက်ထပ်အခြေထဲမှာဆိုလဲဒီလက်ကဒဏ်ရာရနေရဆိုတဲ့အခြေအနေစားတဲ့အချင်းချက်ထဲမှာပြဿနာတွေအများကြီးနဲ့ပြဿနာတွေအများကြီးရှိတဲ့ချက်စီးအတင်းအတွက်နောက်ထပ်ပွဲစဉ်နှစ်ပွဲကစောင့်ကြိုနေတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အခုလက်ရှိအခြေအနေဆိုလို့ရှိရင်မာရက်စကာအတွက် PR တွေဝင်လာပြီးအဓိကကစားသမားတွေကိုလက်လွတ်ထားရတယ်ဒီနေရာမှာအဓိကကစားသမားလို့ဆိုပြီးမဲ့နောက်ခံလူတွေဒီနောက်ခံကျွန်တော်တို့အသင်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီကစားသမားတွေကဟိုရန်ကြီးထူးချွန်နေတဲ့ရန်ကြီးခြေစွမ်းကောင်းမွန်နေတဲ့ကစားသမားမျိုးမဟုတ်ပေမဲ့အသင်းမှာတော့လိုအပ်တဲ့ကစားသမားတွေဖြစ်တယ်ဆိုတော့ဒီကစားသမားတွေကိုလည်းကျွန်တော်တို့ကလက်လွတ်ပေးထားရတယ်ဆိုတော့တစ်ဖက်ကပြိုင်ဘက်ဒီချန်ပီယံလိမှာဒီတစ်ပတ်ဂျာရဲမှာကစားမဲ့ချန်ပီယံလိရဲ့တစ်ဖက်ကပြိုင်ဘက်ဒီဘေဘီကာအသင်းဖြစ်တယ်ဘေဘီကာအသင်းဒီမော်ရီယိုကိုအသစ်ထက်ခန့်ထားတဲ့အခြေအနေပြီးရင်အသင်းမှာရှိတဲ့ကစားသမားအများစုဟာလူငယ်တွေဖြစ်တယ်ပြီးတော့ချန်ပီယံလိအတွေ့အကြုံနည်းတဲ့ချန်ပီယံလိအတွေ့အကြုံနည်းတဲ့ကစားသမားမျိုးတွေဖြစ်တယ်တကယ်လို့ဒီပွဲစဉ်ဘေဘီကာအသင်းနဲ့ပွဲစဉ်မှာရှုံးသွားရင်ဒါမှမဟုတ်ဒါအပြင်လီဗာပူးအသင်းကိုပါလီဗာပူးအသင်းကိုပါထပ်ပြီးရှုံးနေခဲ့မယ်ဆိုရင်ဒီပြမာရက်စကာအတွက်ထုတ်ခံရဖို့အထိဖြစ်သွားမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ဆိုတော့ချက်စီးတင်တဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်ကိုပြည်သက်တယောက်ရဲ့အမြင်အနေနဲ့သုံးသပ်တင်ပြခဲ့တာဟာဒီလောက်ပါပဲဆိုတော့မာရက်စကာနဲ့ပတ်သက်လို့ရှိရင်တော့ပြောကြရတွေကအများကြီးရှိပါတယ်ပြီးရင်ဒီပြအပြောင်းလဲတကယ်လို့ဒါလီဗာပူးနဲ့ဘေဘီကာနဲ့ပွဲစဉ်နှစ်ပွဲစဉ်လုံးမှာထပ်ပြီးရှုံးနေသွားမယ်ဆိုလို့ရှိရင်ဒီပြအပြောင်းလဲတစ်ခုများဖြစ်ကောင်းဖြစ်လာနိုင်မလားဆိုတာကိုလည်းကျွန်တော်တို့စောင့်ကြည့်ရအောင်မယ်ဆိုတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးဒီပြအပြောင်းလဲဖြစ်နိုင်ခြင်းဖြစ်နိုင်ခြင်းနဲ့ပတ်သက်လို့လည်းကျွန်တော်ဗီဒီယိုတစ်ပုဒ်ထပ်ပြီးတော့လုပ်ပါအောင်မယ်ဆိုတော့ဒီဗီဒီယိုကတော့ပြောစရာတွေများမဲ့ဗီဒီယိုလို့ထင်တယ်ဆိုတော့ချက်စီးသင်းနဲ့ Brighton သင်းတို့ရဲ့ချက်စီးသင်းနဲ့ Brighton တို့ရဲ့ပွဲစဉ်နဲ့ပတ်သက်လို့ကတော့ဒီလောက်ပါပဲဘီဘီကာသင်းနဲ့ပွဲစဉ်ပြီးတဲ့အခါကျွန်တော်တို့ပြန်လဲဆုံးဖြတ်ကြပါဦးမယ်။ comment မှာလည်းခုပြောသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ channel လေးကိုလည်း like and subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်